Joshua Van နဲ့ Bruno Silva တို့ရဲ့ပွဲကိုထုံးစံတိုင်းပဲကျွန်တော်ရဲ့နေ့စနစ်ပိုင်းဆိုင်ရာသုံးသက်ချက်တွေနဲ့အတူကြည့်လိုက်ရအောင် Fighter နှစ်ယောက်စလုံးကတော့ orthodox stand နဲ့ပဲပွဲထွက်လာတယ်နှစ်ယောက်လုံး gap ကိုအမြင့်တင်ထားတာလည်းတွေ့ရပါတယ်ဒီမှာဆိုရင် Bruno Silva ရဲ့ low kick ကလုံးဝ power အပြည့်ပဲ Joshua Van လဲထွက်ပြီးတော့ကိုပြုတ်ကျသွားတာပါဒီအချက်မှာ Joshua Van နာသွားလားဆိုတော့မနာသေးဘူးပဲပြောရမယ်ဘာလို့လဲဆိုတော့ဒီလိုမျိုး low kick တွေကပထမတစ်ချိန်နှစ်ချိန်နဲ့တော့တိတ်ပြီးတော့မသိတာသေးဘူးနောက် 3-4 ချိန်ဆိုလို့ရှိရင်တော့နည်းနာလာပြီပေါ့နော်မှန်တိုင်းပြောရင် Bruno Silva ကပါဝါသမားဗျသူရဲ့ဒီလက်သီးပါဝါလည်းတော်တော်ပြင်းတယ်လို့ဒီခြေထောက်ကန်ချက်ပါဝါလည်းတော်တော်လေးပြင်းတဲ့ထဲမှာပါတယ် flyweight တန်းမှာဆိုလို့ရှိရင်ပါဝါအပြင်းဆုံး fighter တွေကတယောက်ဖြစ်ပြီးတော့သူရဲ့လက်သီးနဲ့ထိရင်တော်တော်များများကတော့ဒီကျသွားတာများတယ်ပေါ့နော်သူကညာဖြောင်းလက်သီးညာပင့်လက်သီးတော်တော်လေးကောင်းတဲ့ fighter ဖြစ်ပါတယ် Bruno Silva ရဲ့ပါဝါကိုသဘောပေါက်သွားတဲ့နောက်မှာတော့ Joshua Van ကသူ့ရဲ့ low kick တွေကိုအထိမခံတော့ဘဲနဲ့ရှောင်ဆော့နေတာကိုတွေ့ရပါလိမ့်မယ်ဒီနေရာလေးကိုသိချာကြည့်ပါကျွန်တော်ပြီးမှအနှေးပြခွင့်နဲ့ပြန်ပြီးတော့ရှင်းပြပါမယ်။ Joshua Van ကဒီနေထားမှာဆိုရင်သူ့ရဲ့ဘယ်လက်ကိုမြင်အောင်ပြထားတယ်ဗျ။မြင်အောင်ပြထားရဲဆိုတော့သတိထားမိအောင်လို့ဒီလက်ကိုအာရုံစိုက်အောင်လို့ဖိတ်ထားတာဗျာတကယ်တော့ပြီးတော့ဘယ်လက်နဲ့ jab ထိုးမယ်ဆိုပြီးတော့အရာအောင်ပြရတယ်။အဲ့ဒီနောက်မှာခြေလမ်းကျဲကျဲတစ်ချက်ရှေ့ကိုလှမ်းပြီးတော့ဒီခေါင်းကိုငုံလိုက်ပါတယ်။ခေါင်းကိုငုံလိုက်တဲ့အနေထားကပြိုင်ဘဲရဲ့ bike ကို body shot ထိုးဖို့နဲ့ဒီညာ white လက်သီး swing ထိုးဖို့ဖြစ်ပါတယ်ဒီအနေထားကိုလည်းဒီ Bruno Silva ကလုံးဝသတိထားမိရဲ့ဒါကြောင့်မလို့ white လက်သီးလာမဲ့ဘက်ကိုဘယ်လက်နဲ့ gut တင်ပြီးခေါင်းကိုကာထားသလိုဒီ body shot လာမဲ့ဘက်ကိုလည်းညာလက်နဲ့ bike ကို block ထားတာတွေ့ရပါတယ်ဒါပေမဲ့ Joshua Van ကအဲ့ဒီ block တွေအကုန်လုံးကိုဖောက်ပြီးတော့ဒီလွတ်နေတဲ့အမျက်နှာကိုတက်တက်ကြီးဖြောင်းလက်တီထိုးလိုက်ပါတယ်တကယ်တော့ကြိလိုက်တဲ့သူအတွက်သာဘာမှမဟုတ်တာတော့ဒီလိုမျိုးထိချက်တစ်ခုရဖို့ဆိုတာဒီညံရည်ညံသွေးရလှည့်စားမှုရလေ့ကျင့်မှုရပေါင်းဆက်ပြီးတော့ဖန်တီးထားတဲ့တိုက်ကွက်တွေဖြစ်ပါတယ်ဒီနေရာမှာလဲ Van ကဘယ်လိုလုပ်သွားလဲဆိုတာအနည်းပြကွက်နဲ့ပြန်ပြပါမယ် Bruno Silva က Joshua Van ကိုညာ white လက်တီ step တက်ပြီးတော့ထိုးတယ်ဒါကို Joshua Van က side movement လေးသုံးပြီးတော့ direction ပြောင်းတယ်ပြီးတော့ uppercut ကလေးပြန်ထောက်ထားတာကိုတွေ့ရပါတယ်တကယ်ကိုမှဒီ Joshua Van ရဲ့ technical awareness ကအရန်ကောင်းတယ်ဆိုတာကိုဒီနေရာမှာမြင်ရပါလိမ့်မယ်ဒီနေရာမှာ Bruno Silva က reach ကိုတိုင်းပြီးတော့ဘယ်ဖြောင်းထိုးတယ် Joshua Van က cut တိုးလေးရှောင်ပြီးတော့ slip and rip နဲ့ဘယ် white ညာ white combo တွေပြန်ပြီးတော့သုံးသွားပါတယ် Bruno Silva က power သမားပြီးသူ့ရဲ့ဒီအားပါတဲ့ power လက်သေးတွေနဲ့ Joshua Van ကိုတစ်ချက်ကောင်း power သုံးပြီးတော့ကြောက်ထိုးချင်တာဖြစ်ပါတယ်ဒါကလည်းစီမိထိုးနိုင်မှအဆင်ပြေမှာပါဒီပုံမှာဆိုရင်ကျွန်တော်ပြထားတဲ့ Bruno Silva ရဲ့ဘယ်လက်က Joshua Van မြင်အောင်တမင်ပြထားတာဒီလက်ကတကယ်ထိုးမဲ့လက်မဟုတ်ဘူး Joshua Van ကိုအာယုံလွှဲမဲ့လက်ဖြစ်တယ် Bruno Silva တကယ်သုံးချင်တာကသူ့ရဲ့ power ပြင်းတဲ့ညာဖြောင်းလက်သေးပါဒီမှာဆိုလို့ရှိရင်ကျွန်တော်ပြောတဲ့အတိုင်းပဲ Bruno Silva ကဘယ်လက်နဲ့ဖိတ်နဲ့ညာဖြောင်းလက်သေးဝင်ထိုးတယ်ဒါပေမဲ့ Joshua Van က reaction အရမ်းမြန်ပြီးတော့နောက်ဆုတ်သွားတယ်အခုလိုမျိုးဒီလုံးဝ gut လွတ်ပြီးတော့ free ထိုးခွင့်ရတဲ့အနေထားရောက်သွားတဲ့အချိန်မှာဒီ Bruno Silva ရဲ့မျက်နှာကိုပါပါကတ်ထည့်လိုက်ပါတော့တယ်ဒီနေထားထဲမှာ Joshua Van ရဲ့ game plan ဘိုင်းကိုချီးကျူးရမှာဖြစ်ပြီးတော့ဒီနေထားတိုင်းကိုအားလုံးဟာကြိုးတွက်ထားပြီးသားဖြစ်တဲ့အတွက်အခုလိုမျိုးအဆင်ပြေပြေနဲ့ counter လုပ်ပြီး response လုပ်နေနိုင်တာဖြစ်ပါတယ်တခြား fighter တွေနဲ့မတူပဲ Joshua Van boxing ဘိုင်းကောင်းနေတဲ့အားသာချက်တစ်ခုကျွန်တော်ရှင်းရှင်းလင်းလင်းပြောပြမယ်တခြား fighter တွေဆိုလို့ရှိရင်ဒီခြေတလန်းကို step တက်တယ်အဲ့ step တက်ပြီးတဲ့နောက်မှာလက်သီးပိုင်းထွက်တယ်လက်သီးထွက်တယ်ဒါပေမဲ့ Joshua Van အဲ့လိုမဟုတ်ဘူးသူရှေ့ကိုခြေလန်းလှမ်းလိုက်တဲ့အချိန်နဲ့လက်သီးထွက်သွားတဲ့အချိန်ကကွက်တီပဲတိုင်မင်ကိုက်လုံးဝကွက်တီပဲဘုံဆိုတက်တယ်ဒုံးဆိုထိုးလိုက်တဲ့တိုင်မင်မျိုးဖြစ်တယ်ဒါကြောင့်မလို့ပြိုင်ဘက်တွေအတွက်ကလုံးဝရှောင်ခြင်းမရဘူးပြန်ပြီးတော့ကောင်တာခြင်းမရဘဲနဲ့အငိုင်းမိတတ်ကြတာမျိုးဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ပြောတဲ့အတိုင်းတိုင်မင်ကိုက်ကွက်တီပဲ step နဲ့ jab နဲ့ကိုတွဲသုံးသွားတယ်ဗျာတကယ်ကြီးကိုလှလုံးပါတယ်ဒါကြောင့်မလို့လဲဒီ Bruno Silva အငိုင်းမိပြီးတော့အခုလိုလဲကျသွားတယ်ဒီမှာဘာလို့သွားပြီးတော့သတိထားမိသေးတယ်လဲဆိုလို့ရှိရင်တော့ Joshua Van ရဲ့ဒီ striking accuracy အရမ်းမြင့်တယ်ပြောချင်တာထိုးလိုက်တဲ့အချက်အတိုင်းဟာအလေအလွင့်မရှိဘူးပြစ်မှတ်ကိုကွက်တီဒုံဆိုပြီးတော့၃ချက်ထိုးရင်၃ချက်လုံးကကွက်တီထိတယ်ဒါကြောင့်မလို့လဲသူ့ရဲ့ boxing ဘိုင်းကအားလုံးကကောင်းပါတယ်ဆိုပြီးတော့လက်ခံထားကြတာဖြစ်ပါတယ်ဒီနေရာမှာတော့ Joshua Van ကို Bruno Silva သူ့တိုက်ကွက်တိုင်းပြန်သုံးတယ်Van ကညာဖြောင်းထိုးလိုက်တဲ့အချိန် Bruno Silva က slip လုပ်ပြီးတော့ညာ white ပြန်ထိုးသွားပါတယ်ဒီမှာလည်းကျွန်တော်ရှေ့ကပြောခဲ့သလိုပဲ Joshua Van ကခြေလန်းပြီးမှလက်သီးထိုးတာမဟုတ်ဘဲနဲ့ step နဲ့ jab နဲ့ကွက်တီတိုင်မင်ကိုက်ထိုးတာကိုတွေ့ရပါတယ်ဒါပြိုင်ဘက် fighter အတွက်တော်တော်လေးခံမရခက်တဲ့လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်ဒီပွဲမှာ Bruno Silva ရဲ့ game plan ကအတိုင်းသားမြင်နေရတယ်သူက plan A အရဆိုလို့ရှိရင် Joshua Van ကိုတပေါက်ကောင်းပါဝါအားပြုပြီးတော့အမောက်သိပ်ဖို့ပါဒါပေမဲ့ဒီ game plan ကအလုံးမဖြစ်သွားတဲ့နောက်ပိုင်းမှာသူကဒီဒုတိယ plan အနေနဲ့လှည့်ချမှပဲရပါတော့မယ်ဒီမှာဆိုရင် Bruno Silva ကလက်ချဖို့စူးစမ်းတယ် Bruno Silva လက်ချဖို့စူးစမ်းတဲ့အပိုင်းကိုသိချပြောပြပါမယ်ပုံမှန် fighter တွေလို single leg double leg ခြေထောက်တွေကိုဆွဲတာမဟုတ်ဘဲနဲ့သူကခါးကိုကင်ထားတာဖြစ်ပါတယ်ဒါက BJJ ရဲ့ take down နည်းစနစ်တစ်မျိုးဖြစ်ပြီးတော့ဒီခါးကိုလက်ကနေချုပ်ထားတဲ့အချိန်မှာဒီ Joshua Van ရဲ့ခြေထောက်တွေကိုညာခြေနဲ့ကလန့်ပြီးတော့ချိတ်ပြီးတော့ swap လုပ်ပြီးလဲအောင်လှဲချရတဲ့နည်းစနစ်တစ်ခုဖြစ်ပါတယ်
ဒီနေရာမှာဆိုရင်ဂျော့ရှ်ဗန်ကဘရူနိုဆေးဘာရဲ့ညာ6ထောက်နဲ့ချိတ်ပြီးလဲမဲ့သူ့ရဲ့ဘဲ6ထောက်ကိုနောက်ကိုအမြန်လေးဆုတ်သွားတာကိုတွေ့ရပါမယ်ဒီလိုမျိုးတိတ်တောင်းယူတဲ့နီးစနစ်ပိုင်းတွေကိုပန်တိုဂျာလည်းအရန်သုံးတယ်လို့နောက်တစ်ယောက်ကကျတော့ရိုင်းနီယာဒီရက်တာလည်းဒီလိုမျိုးတိတ်တောင်းနေခဏခဏသုံးလေရှိအောင်တွေ့ရပါတယ်ဒီနေရာမှာလည်းဘရူနိုဆေးဘာကအားကြီးနဲ့လွှဲပြီးတော့သူ့ရဲ့ white လက်သီးထိုးတယ်ဗန်ကအသာလေးပဲရှောင်ပြပြီးတော့ counter left hand လေးထောက်ထားလိုက်တာတွေ့ရပါလိမ့်မယ်ဒီနေရာမှာဆိုလို့ရှိရင်ဘရူနိုဆေးဘာဒီလိုမျိုးကြီးထိုးနေမယ်ဆိုလို့ရှိရင်တော့ဂျော့ရှ်ဗန်ဘလို့မှထိအောင်ထိုးနိုင်မှာမဟုတ်ပါဘူးဘရူနိုဆေးဘာမှမဟုတ်ဘူးအဲ့လိုမျိုးအားကြီးနဲ့လွှဲထိုးတဲ့ fighter တွေဟာဂျော့ရှ်ဗန်ရဲ့ဒီအကြိုက်ပဲဗျာဘာလို့ဒီလိုပြောရလဲဆိုလို့ရှိရင်တော့ဂျော့ရှ်ဗန်က reaction အရမ်းမြန်တယ်လှုပ်ရှားမှုအရမ်းမြန်တယ်ဒီလိုမျိုး reaction အရမ်းမြန်တဲ့ fighter တယောက်ကိုအားကြီးနဲ့ချိန်ပြီးတော့အချိန်ကြာယူပြီးထိုးနေမယ်ဆိုလို့ရှိရင်တော့ဟိုကရှောင်ပြီးတော့ပြန်ထိုးသွားမှာပဲဘလို့မှအဆင်ပြေမှာမဟုတ်ပါဘူးဒီနေရာမှာလဲစောစောအတိုင်းပဲကျွန်တော်ဘာမှမပြောတော့ဘူးဘရူနိုဆေးဘာအားကြီးနဲ့ဝင်ထိုးတယ်လွဲတယ်ဟိုကပြန်ထိုးတယ်သူပဲထိုးခံရတယ်အမှန်တိုင်းပြောရရင်တော့ဘရူနိုဆေးဘာပါဝါကောင်းပြီမဲ့ fight and ju နဲတယ်ဗျာဂျော့ရှ်ဗန်ကိုဒီလိုမျိုးထိုးရင်အဆင်မပြေဘူးဆိုတော့သူသဘောမပေါက်သေးဘူးခုထိနှစ်ခါသုံးခါအဆင်မပြေတဲ့တိုက်ပွဲကြီးကိုသူဆက်ပြီးတော့သုံးနေတော့မှာပဲဒါကဒုတိယကြီးရောက်ပြီကျွန်တော်ပြောတာမယုံမှုဆိုရင်ကြည့် तू အဲ့တိုင်းကြီးပဲဝင်ထိုးတာဟိုကောင်ဘေးကိုဆုပ်ပြီးနှအုံနေကြီးသူ့ကိုတီးတာဒီမှာဘာကိုကျွန်တော်အံ့ဩတယ်လဲဆိုလို့ရှိရင်ဘရူနိုဆေးဘာတော့ထားတော့ဗျာကျိုးဝိုင်းထဲမှာကစားနေရဆိုတော့သတိမထားမိဘူးဆိုရင်တော့သူ့နီးပြတွေကဒါကိုသတိထားမိရမယ်ဒီတက်ကွက်ကအလုံးမဖြစ်တော့ဘူးဆိုတော့တိကိုသိရမယ်ဗျာကျွန်တော်သာသူ့နီးပြတွေကတယောက်ဆိုလို့ရှိရင်မင်းဒီအကွက်ကြီးကိုမတုံးနဲ့တော့ဆိုပြီးတော့လှမ်းអော်မိမှာပဲဒီမှာကြည့်အောင်များကဲမပြောတော့ဘူးပတ်စီအောင်ပဲအဲ့ဒါရဘယ်ကိုပြေးသွားတာတော့ကျွန်တော်30ချက်လုံးနဲ့ရည်ချင်းနေတာဂျော့ရှ်ဗန်အိုင်ဂျူသမားဗျာဒီလိုမျိုးအားပဲရှိပြီးတော့ညံမရှိတဲ့ကောင်တွေအတွက်ဆိုရင်သူ့အတွက်ကဟာသားကြီးဖြစ်သွားရောဘရူနိုဆေးဘာကိုပြောလိုက်ကြပါဦးအဲ့အကွက်ကြီးကအလုံးမဖြစ်ဘူးလို့ကြည်အောင်ဒီမှာလဲပလိန်ကြီးကိုထိုးခံနေရတာဒီမှာတော့ဂျော့ရှ်ဗန်ရဲ့တကယ်ကိုလှတဲ့ဒဘယ်ချက်ကလေးဖြစ်ပါတယ်ဒုံဆိုပြီးနှစ်ဆက်ထောက်သွားတာပေါ့လေဒီနေရာမှာဘာတွေဖြစ်သွားတယ်လဲဆိုတော့ကျွန်တော်တရားရှင်းပြမယ်ဘရူနိုဆေးဘာကဂျော့ရှ်ဗန်ကို upper cut ဝင်ထိုးဖို့စူးစမ်းတယ်ဒါပေမဲ့ဂျော့ရှ်ဗန်သူ့ထက် reaction ပိုမြန်ပြီးတော့သူ upper cut မရောက်ခင်မှာပဲညာ white လက်တီထိုးလိုက်နိုင်ပြီးတော့သူ့ကိုအယုတ်ချိုးပြက်လဲကျစေတယ်ပြီးမှဒီပွဲလိုက်ဖြတ်တယ်ပေါ့နော်ဘရူနိုဆေးဘာတော်တော်အထိနာနေပြီဗျဒါကြောင့်မလို့သူရှင်မကစားတော့ဘဲနဲ့ဝင်လုံးမှုစူးစမ်းတော့လည်းမရတော့ပါဘူးအားမရှိတော့ရှင်ကစားလို့မရမှန်းသိတော့ဝင်လုံးနေဒါပေမဲ့လည်းဂျော့ရှ်ဗန်တစ်ဖက်ပြီးဒူးနဲ့တောင်ပြန်တိုက်သွားပါသေးတယ်လဲသွားတယ်ထိုးခံရတယ်ဘရူနိုဆေးဘာအနေနဲ့ရှင်ကစားလို့လည်းမရဝင်လုံးလို့လည်းမရတဲ့အခြေအနေမျိုးဖြစ်သွားပါပြီဘလို့မှပွဲကနိုင်ဖို့အတွက်နီးလန်းမရှိတော့ပါဘူးဒီမှာလဲဂျော့ရှ်ဗန်ကိုဘရူနိုဆေးဘာကအလစ်အငိုက်တေးတောင်းယူကိုစူးစမ်းတယ်ခါအကိုင်းနဲ့ဒီ BJJ swap လုပ်ပြီးတော့ခြေထောက်ကိုချိတ်လဲခြင်းနဲ့ဒါပေမဲ့ဂျော့ရှ်ဗန်ကသူ့ခြေထောက်ကိုချိတ်မခံမဲနဲ့အမြန်လေးပြန်ရုပ်တယ်ဘရူနိုဆေးဘာအနေနဲ့လည်းဂျော့ရှ်ဗန်နဲ့ဝေးရအရက်ကိုပဲကြောခိုင်းပြီးတော့ထွက်သွားပါတော့တယ်။ခါတလေကျွန်တော်တို့လည်းအဲ့လိုပါပဲဗျာ။ဘဝမှာအဆင်မပြေတာတွေများလာတဲ့အခါဘရူနိုဆေးဘာလိုပဲအရာအလုံးကိုကြောခိုင်းပြီးတော့ပဲထွက်သွားလိုက်ချင်တော့တယ်။ခါတလေဘဝကလည်းဘရူနိုဆေးဘာလိုပဲကြောခိုင်းထွက်မသွားပဲတဲ့ရင်ဆိုင်ပြန်တော့လေလောကဓာတ်ရဲ့ထိုးနှက်ချက်တွေကိုအလူလဲခံရတာပါပဲ။ကျွန်တော်အနေနဲ့လည်းဒီလိုမျိုးဗီဒီယိုတစ်ပုဒ်ရဖို့အတွက်ပညာတွေအများကြီးလေ့လာရတဲ့အချိန်တွေအများကြီးပေးရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုကိုကြိုက်နှစ်သက်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကို like share comment ရေးပြီးတော့အားပေးခဲ့လို့ရပါတယ်အဆုံးထိကြည့်ပေးခဲ့တဲ့သူတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်